Hello အားလုံးပဲမင်္ဂလာပါအခုလာလောက်ပြမယ့်ဗီဒီယိုဆိုင်ရပါရဲ့လူတော်များများက TikTok တွေ Lazada တွေ Shopee တို့ online shop တွေမှာပေါင်းလို့မှာပေါ့နော်ပစ္စည်းတွေဝယ်ပြီးဆိုလို့ရှိရင်ကောင်းတဲ့ recommend ကိုပဲပေးတယ်ပေါ့နော်ဒီတစ်ခါဒီဟာအခုကကြတော့အဲ့ဒီဟာနဲ့လုံးဝကွဲပြားဒါကမကောင်းတဲ့ recommend ကိုပေးပါမယ်မကောင်းတဲ့ recommend ကိုပေးပါမယ်ဆိုတာကဝယ်တဲ့သူတွေအတွက်ပေါ့နော်ပတ်စံအကုန်ခံပြီးတော့ဝယ်တဲ့လူတွေအတွက်လည်းအကျိုးရှိရအောင်လို့ဘာဖြစ်လို့အဲ့လိုမျိုးလဲဆိုတော့ထိုင်းနိုင်ငံမှာအလုံးလုံးရတာအရန်ပင်ပန်းတယ်နော်တနေ့မှာပတ်စံအရင်တော့ဆိုရင်380အခုဆိုရင်တော့ဈေးတက်သွားပြီဆိုတော့400ရတယ်ပေါ့နော် ODG လဲ80ကျော်ရတယ်ဒါပေမဲ့ဘာပဲဖြစ်နေလောက်အားကလည်းဈေးတက်ပြီဆိုတာနဲ့နေစိတ်စားစိတ်တွေကလည်းဈေးတက်တာပဲလေနော်အဲ့ဒါကြောင့်မလို့ထိုင်းရောက်မြန်မာပြည်သားများအတွက်မကုံတင်တာမကုံရအောင်လို့ဒါကတော့ online shop တွေ TikTok တွေမှာပေါ့နော်တချို့ဝယ်တဲ့ပစ္စည်းတွေကလည်းမကောင်းဘူးဆိုတဲ့ comment ကိုလာပြီးတယ်အဲ့ဒါကတော့သိကြလားအခု TikTok မှာသူတို့တွေကခက်စားနေတယ်လေဘောင်းမီအရှိအတူရင်းစကအစီအတူ3-5တဲ့ပါတယ်ဟိုစားလိုမျိုးသူတို့ကန်ဆယ်မဲနှိုက်တယ်လို့မျိုးလေကိုကြရဲ့အထည်ပေါ့နော်ယူလို့မရဘူးစိုက်တော့ယူလို့ရတယ်အယောင်ပုံစံယူလို့မရဘူးအဲ့ဒီဟာကိုဝတ်တဲ့စိုက်ကိုယူပြီးတော့ဝယ်လိုက်တာနဲ့9တဲ့ပါမယ်9တဲ့ဆိုရင်199ဘတ်ပဲဆိုတော့ဟာလူတွေအားလုံးကဈေးချိုးတယ်ဆိုပြီးတော့စိတ်ဝင်စားကြတယ်အလွယ်တကူပဲဝယ်ကြတယ်နော်အဲ့ဒီတည်းမှာတချို့ကြော်ညာတဲ့ကောင်မလေးတွေရှိပါတယ်ဟုတ်တယ်သူတို့ဝယ်တဲ့ဘောင်းမီတွေအရန်လှနေတော့ပဲအဲ့ဒီ9တဲ့ပါလားအဲ့ဒါနဲ့နော်တော့ဝယ်လာတာပေါ့နော်မလားမဟုတ်လှတယ်ဒါပေမဲ့ဒီမှာတော့ဘောင်းကလုံးဝမကြိုက်တဲ့ပုံစံကတူတူလေးဒီလိုမျိုးဘောင်းတူတူလေးဆိုတာက18နဲ့16နဲ့20ကျော်ထိပေးပါတယ်အဲ့လိုမျိုးလေးတွေကသူတို့လန်းလန်းလေးတွေပြတယ်လေကိုကလေးမေ30ကျော်ဖြစ်နေပြီဆိုတော့ဒီဟာမျိုးနဲ့ကြတော့လုံးဝအဆင်မပြေဘူးပေါ့နော်ဒါကဘောင်းမီဒီတင်မထိတ်ကလေးပဲဖုံးတဲ့ဘောင်းမီအဲ့ဒါလုံးဝအဆင်မပြေပါဘူးနော်အဲ့ဒါတစ်ချက်ဒီလိုဒီမှာဒီတစ်ထည့်ဆိုရင်ဝစ်လို့တော့ရတယ်နော်ခင်လဲဖုံးနေအကုန်ဖုံးနေတိုင်းမှာဒီမှာကြီးစုပ်ပြတ်တာဆိုတော့ရင်းပြတာအဟောင်းနေပညာဝတ်ပြီးတာအဟောင်းတွေကိုသူတို့ကပြန်ထည့်ပြီးတော့ရောင်းမလား199ပဲအဲ့ဒီထဲမှာတစ်ထည့်ပဲအသစ်ပါတယ်ကျန်တဲ့အထည်တွေကဝတ်ပြီးတာအဟောင်းနေရယ်ခုနကလိုမျိုးဒီမျိုးခင်ဖုံးရုပ်တူတူလေးတွေပဲနော်ဒီတစ်ထည့်ဆိုလို့ရှိရင်ဒီလုံးဝဒီတစ်ထည့်ဆိုလုံးဝမကြည့်လုံးမျိုးပုံဒါဘလူးဝင်ဒီဟာကိုပြီးတော့ဟိုစားပါလေစင်မော်တက်ပြီးတော့တချင်းစုံရရတယ်အဲ့လိုလူတွေတွန်းစင်တော့အသုံးဝင်တယ်ဒါမှမဟုတ်တော့ fashion အရန်လန်းလန်းဝတ်တဲ့ခေါ်တဲ့လူတွေတွန်းစင်တော့ဒီဟာမိုက်တယ်ဒါနဲ့ကိုရီအသက်ရွယ်တဲ့ကိုရီဟိုတိုက်ကြတဲ့တောင်မျိုးမဟုတ်တော့အဲ့ဒါကြောင့်ဒီဟာလည်းလုံးဝအဆင်မပြေဘူးပြီးတော့နောက်တစ်ထည့်ရှိသေးတယ်ဒါဆိုရင်ဒီမှာတော့3ထည့်ရှိပြီနော်တစ်ထည့်2ထည့်3ထည့်အဲ့ဒီမှာတစ်ထည့်လေးရှိတယ်အဲ့ဒီတစ်ထည့်ကိုပြမယ်အားလုံး9တဲ့မှာဒီတစ်ထည့်ပဲဒီတစ်ထည့်ပဲအစ်ဒီတစ်ထည့်ပဲဝတ်လို့ရတယ်ဒီတစ်ထည့်ပဲအစ်ဒီတစ်ထည့်ပဲကွက်တိကြတယ်အဲ့လိုမျိုးပြောမယ်ဆိုလို့ရှိရင်ဒါတို့ကလေဟိုစီးပွားရေးဈေးကွက်ပေါ့နော်အမှန်တကယ်ဆိုရင်ဒီတစ်ထည့်တွေကအပြင်မှာဝင်လို့199ဘတ်ပဲဟုတ်တယ်ကျမောင်းမီအစ်တစ်ထည့်ကပုံမှန်ဆိုရင်199ဘတ်အဲ့ဒီနဲ့ကောင်းလို့ဆိုရင်299ဘတ်ဒီ259ဘတ်399ဘတ်ဆိုရင်တော့အရင်ကောင်းနေပါနော်အဲ့199ဘတ်9ရက်ထဲမှာဒီထည့်ပဲကောင်းတယ်ဒီထည့်ပဲဒီထည့်ပဲဝတ်လို့ရတယ်နော်ကျန်တဲ့ဒီတွေကလုံးဝသုံးချလို့မရဘူးဒီလိုမျိုးနောက်တစ်ထည့်ဆိုရှိသေးတယ်ဒါအခုမှ4ထည့်ပဲရှိသေးတယ်နော်သူကအားလုံးပေါင်း9တဲ့အဲ့ဒီတစ်ထည့်ကလွတ်ပစ်လိုက်ပြီဘာလို့လွတ်ပစ်လိုက်လဲဆိုတော့ဒီလိုချင်းမောင်းမီအဟောင်းအဆုပ်တွေပေးတဲ့ဆိုရင်သိပေမဲ့ကိုကပတ်စံကုန်ထားတဲ့လူဆိုတော့လေငါဒါလေးကိုပြန်ထွင်ပြီးဝတ်မယ်ပေါ့နော်အဲ့ဒါထွင်လိုက်တဲ့အချိန်မှာအဲ့ဒီမှာဘာသွားတွေ့ရဲဆိုတော့အဲ့ဒီရဲ့ဘောင်းမီကွာမှာလေတိတာမင်းကလေးတွေလေကြောပါရဲ့လုံရီလာတဲ့အခါကျရင်ပင်နေတဲ့ဟာလေးအဲ့လိုမျိုးဘဝကိုသွားတွေ့တယ်နော်အဲ့ဒါကြောင့်မလို့ဒါတွေကိုကလုံးဝမဝတ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့လုံးဝလွတ်ပြလိုက်တော့မှာပေါ့နော်အဲ့ဒီလိုအဲ့ကြောင့်အဲ့ဒီ TikTok မှာသူတို့ဟိုစားပေးထားတယ်9တဲ့ကို199ဘတ်တော့ဘာလို့ဆိုလို့ရှိရင်အရင်မဝယ်ကြပါနဲ့နော်နည်းနည်းသူတို့ပေးတဲ့ comment တွေပါလေကြည့်ပြီးတော့မှဝယ်ကြပါလို့အကြံပေးလိုက်ပါတယ်
အားလုံးပဲအသုံးဝင်ပါစေ